အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒုမိသားစုလေးကအာဟာရပညာရှင်ဇူးကြီးနေဖြစ်ပါတယ်ကျွန်တော်တို့ဒုမိသားစုလေးအနေနဲ့ဆိုလို့ရှိရင်ဒီကနေ့ကလေးတွေကျန်းမာရေးအတွက်အာဟာရဖွံ့ဖြိုးဖို့အတွက်ကျွန်တော်တို့ပညာပေးအစီအစဉ်လေးတွေကိုဆောင်ရွက်ခဲ့ကြတာဆိုလို့ရှိရင်ကျွန်တော်နှစ်ပေါင်း9နှစ်ကျော်ပါပြီကျွန်တော်တို့ဒီကာလအတွင်းမှာကျွန်တော်တို့မိခင်တွေအတွက်အကောင်းဆုံးဖြစ်မဲ့ဒီလန်လေးတွေကိုကျွန်တော်တို့စူးစမ်းပြီးတော့ကျွန်တော်တို့မျှဝေပေးခဲ့ကြပါတယ်ဒီထဲကတစ်ခုဖြစ်တာကတော့ကျွန်တော်တို့ရေမိခင်တွေအနေနဲ့မိအားလက်တဲ့အချိန်မှာကိုပိုင်အားလက်ချိန်မှာကိုအတွက် internet ရတဲ့အချိန်မှာအေးစစ်စစ်သင်ယူလို့ရမယ့် self based video သင်တန်းလေးတွေကိုကျွန်တော်တို့စီစဉ်ခဲ့ကြပါတယ်ဒါပေမဲ့ဒီနည်းပညာအခက်အခဲတွေကြောင့်ပေါ့နော်မြန်မာနိုင်ငံက internet အခြေအနေတွေကြောင့်ကျွန်တော်တို့မိတွေအခက်အခဲကြုံခဲ့ရတာကိုကျွန်တော်တို့သိပါတယ်ဒီအတွက်လည်းကျွန်တော်တို့ကစိတ်မကောင်းဖြစ်ရပါတယ်ဒီကြားထဲမှာပဲကျွန်တော်တို့တွေကပုံမကောင်းမွန်တဲ့နည်းလမ်းလေးတွေကိုကျွန်တော်တို့စူးစမ်းရှာဖွေခဲ့ကြပါတယ်ဒီရှာဖွေခဲ့ကြတဲ့နည်းလမ်းလေးတွေရဆိုလို့ရှိရင်မကြသေးခင်ကပေါ့နော်ကျွန်တော်တို့ပြီးခဲ့တဲ့လအတွင်းမှာကျွန်တော်တို့ဖြစ်စုစာကြွေးခြင်းတင်နန်းကိုကျွန်တော်တို့နည်းလမ်းလေးအသစ်နဲ့ကျွန်တော်တို့ပို့ချခဲ့ကြပါတယ်ဒီနည်းလမ်းလေးအသစ်ကလေးကဘယ်လိုမျိုးလေးလဲဆိုလို့ရှိရင်ကျွန်တော်တို့က recorded video လေးတွေကိုကြည့်ဖို့အတွက် link လေးတစ်ခုပေးမယ်ပေးလိုက်တယ်အဲ့ဒီမှာဆိုလို့ရှိရင်အဲ့ဒီကနေတော့သင်ယူပြီးတော့ကျွန်တော်တို့သတ်မှတ်ထားတဲ့ရက်မှာကျွန်တော်တို့ Zoom meeting ကနေပြီးတော့ကျွန်တော်တို့ ਨੇ တိုက်ရိုက် online ကနေပြီးတော့ဆွေးနွေးတဲ့အစီအစဉ်လေးဖြစ်ပါတယ်ဗီဒီယိုလေးတွေကိုကြည့်မယ်ပြီးလို့ရှိရင်ကိုနားမလည်တာရှိလို့ရှိရင်ကျွန်တော်တို့ ਨੇ တွေ့တဲ့ online မှာတွေ့တဲ့အချိန်မှာတိုက်ရိုက်မေးတဲ့အစီအစဉ်လေးပေါ့နော်ဆိုတော့ဒီအစီအစဉ်လေးကိုမိမိတို့ရဲ့ feedback ကကောင်းကောင်းလေးရတဲ့အတွက်ကျွန်တော်တို့ဝမ်းသာရပါတယ်မိမိတို့စီကဒီသင်တန်းလေးကိုကြိုက်ကြတယ်ဒီသင်တန်းလေးကိုပါဝင်တက်ရောက်ရတာအဆင်ပြေတယ်ဤပညာအခက်အခဲလည်းအထူးမရှိဘူးလို့ကြားသိရတဲ့အတွက်ကျွန်တော်တို့ကအထူးဝမ်းသာပါတယ်ကျွန်တော်တို့ဒီအတွေ့အကြုံတွေပေါ်မှာအခြေခံပြီးတော့နောက်ထပ်သင်တန်းလေး3ခုကိုကျွန်တော်တို့ဆက်လက်ပြီးတော့ပို့ချပေးဖို့စီစဉ်ထားပါတယ်အဲ့တော့ကျွန်တော်တို့ဒီသင်တန်း3ခုအကြောင်းကိုကျွန်တော်တို့အသေးစိတ်မပြောခင်ကျွန်တော်တို့မိခင်တွေအားလုံးသိတဲ့နဲ့ဘဝအစရက်ထောင်ဆိုတဲ့အကြောင်းလေးကျွန်တော်ပြောပြပါဘဝအစရက်ထောင်ဆိုတာဘယ်ကစလဲဆိုလို့ရှိရင်ကလေးငယ်တယောက်သတိသားဘဝကနေပြီးတော့မိခင်ရဲ့ဝမ်းပိုက်ထဲကိုစပြီးတော့သတိတဲတဲ့နေ့ကနေပြီးတော့ကလေးလေးမွေးလာပြီးအသက်2နှစ်ပြည့်တဲ့အထိရက်ထောင်ကာလလို့ခေါ်ပါတယ်ဒီဟာကိုကျွန်တော်တို့ကအတိမ်အဆောင်မခံတဲ့ရက်ထောင်ကာလဘဝအစရွှေရောင်ရက်ပေါင်းထောင်ကာလလို့ကျွန်တော်တို့တင်စားပြီးတော့ကျွန်တော်တို့ပြောကြပါတယ်ဒီလိုပြောတာဘာကြောင့်လဲဆိုလို့ရှိရင်ဒီရက်ထောင်ကာလအတွင်းမှာအာဟာရချို့တဲ့မှုတစုံတရာဖြစ်သွားမယ်ဆိုလို့ရှိရင်နောက်ပိုင်းမှာပြင်ဖို့အလွန်ခက်ခဲပါတယ်ဒါကြောင့်မလို့ဒီရက်ထောင်ကာလအတွင်းမှာသတိသားဘဝကစလို့အာဟာရကောင်းကောင်းမွန်ရရှိဖို့လိုအပ်ပါတယ်ဒီလိုလိုအပ်တဲ့အခါမှာဆိုလို့ရှိရင်သတိသားလေးတွေကဒီကိုယ်ဆောင်ကာလအတွင်းမှာသတိသားလေးတွေကဘာမှမစားတော့နိုင်သေးတဲ့ဘဲနဲ့သူတို့တွေအာဟာရကမိခင်စီကနေရရှိတာဖြစ်တဲ့အတွက်မိခင်ကအာဟာရပြေဝဖို့လိုပါတယ်မိခင်ကနီလန်းမှန်ကန်နဲ့စားတော့ဖို့လိုပါတယ်ပြုမှုနေထိုင်ဖို့လိုပါတယ်ဒီအတွက်ကျွန်တော်တို့မိခင်အာဟာရသင်တန်းလေးကိုကျွန်တော်တို့စတင်ဖွင့်လှစ်ပေးထားပြီးဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ကဒီကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ကျွန်တော်တို့မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနတွေကဘာကိုပြောထားလဲဆိုလို့ရှိရင်မိခင်တို့တစ်မျိုးတည်းကိုအသက်6လထိတိုက်ပြီးတော့အသက်2နှစ်ကျော်တဲ့အထိမိခင်တို့ကိုဆက်တိုက်ပေးဖို့တိုက်တွန်းအားပေးထားပါတယ်အဲ့တော့ကျွန်တော်တို့မှာဆိုလို့ရှိရင်မိခင်တို့တိုက်ကြွေးတယ်ဆိုတာဟာကကျွန်တော်မြန်မာရိုးရာအရာကတော့သိစိမ့်တဲ့ဟာမဟုတ်ဘူးဒါကျွန်တော်တို့ရဲ့ရိုးရာအရာမိခင်တို့တိုက်ကြွေးကြတာကအထူးဆန်းမဟုတ်ဘူးเนาะဒါပေမဲ့ဒီလိုမျိုးအယူအဆကပဲကျွန်တော်တို့မိခင်တို့တိုက်ကြွေးတဲ့အခါမှာတကယ်လက်တွေ့မှာအခက်အခဲတွေကြုံရပါတယ်ဆိုတော့မိခင်တို့ကိုဘယ်လိုတိုက်ကြွေးရမယ်ဆိုတဲ့ဟာတွေကိုစနစ်တကျလေ့လာသင်ယူမှုမရှိထားဘူးဆိုလို့ရှိရင်ကလေးမိဖွားပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်ကလေးကိုမိခင်တို့ကြိုတိုက်ကြွေးတဲ့အခါမှာအခက်အခဲကြုံရတတ်ပါတယ်ဒီအခက်အခဲကိုကျွန်တော်တို့ကဖြေရှင်းနိုင်မှုအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့တွေကမိခင်တွေကိုကိုယ်ဝန်ဆောင်ကာလမှာတွေကကိုကမွေးလာတဲ့ကလေးလေးကိုမိခင်တို့တိုက်မယ်လို့ရည်ရွယ်ထားတယ်ဆိုလို့ရှိရင်မိခင်တို့တိုက်ကြွေးခြင်းအကြောင်းကိုတည်တည်ချာလေ့လာထားဖို့ကျွန်တော်တို့ကတိုက်တွန်းအားပေးပါတယ်အဲ့တော့ကျွန်တော်တို့တွေကဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်မိခင်တို့တိုက်ကြွေးခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာဖို့ကနေရာတော်တော်များများမရှိဘူးဒါကြောင့်မလို့ကျွန်တော်တို့မိသားစုလေးအနေနဲ့မိခင်တို့တိုက်ကြွေးမှုမြင့်တင်ရေးလုပ်ငန်းတွေကိုလုပ်ခဲ့ကြတယ်ဒီအတွက်ကျွန်တော်တို့ကနံပါတ်1သင်တန်းကောင်းစဉ်အနေနဲ့မိခင်တို့တိုက်ကြွေးခြင်းသင်တန်းလေးကိုလည်းကျွန်တော်တို့စတင်ဖွင့်လှစ်လိုက်ပြီးဖြစ်ပါတယ်
နောက်နံပါတ်3အနေနဲ့ကတော့အသက်6လပြည့်ပြီဆိုလို့ရှိရင် baby လေးတွေကိုအစားအစာကျွေးရမယ်ပေါ့နော်လူအစားအစာကျွေးတဲ့အခါမှာဘယ်လိုကျွေးမွေးရမလဲဆိုတဲ့ဟာတွေကိုကျွန်တော်တို့ကအသေးစိတ်သင်ကြားပို့ချပေးမယ်ကျွန်တော်တို့ရဲ့ဒီမိခင်တွေပေါ့နော်တော်တော်များများနှစ်ချိုက်သဘောကြကြတယ်ကျွန်တော်ဖြစ်ဆွစာကျွေးရင်တန်တန်လေးကိုလည်းပဲကျွန်တော်တို့ဆက်လက်ပြီးတော့ပို့ချပေးဖို့ရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီပြောရမယ်ဆိုလို့ရှိရင်အခုတို့မိသားစုလေးကနေပြီးတော့သင်တန်း3ခုကိုဖွင့်လှစ်ပေးထားပါတယ်အဲ့ဒါကနံပါတ်1မိခင်အာဟာရနံပါတ်2မိခင်တို့တိုက်ကျွေးခြင်းသင်တန်းနံပါတ်3ဖြစ်ဆွစာကျွေးခြင်းသင်တန်းဆိုပြီးတော့3ခုရှိပါတယ်အဲ့တော့ဒီသင်တန်းလေးတွေကိုတက်ချင်တဲ့စိတ်ဝင်စားတယ်ဘယ်လိုတက်ရမလဲဆိုလို့ရှိရင်နံပါတ်1ချက်ကကျွန်တော်တို့ဒီဗီဒီယိုလေးနဲ့အတူပေးထားတဲ့ link လေးမှာသွားပြီးတော့သင်တန်းမှာစာရင်းပေးသွင်းရမှာဖြစ်ပါတယ်စာရင်းပေးသွင်းပြီးတဲ့လုပ်ငန်းစဉ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ admin team ကနေပြီးတော့ဒီသက်ဆိုင်ရာသင်တန်းရဲ့ဗီဒီယိုသင်ခန်းစာ link လေးကိုကျွန်တော်တို့ပို့ပြီးမှာဖြစ်ပါတယ်ဗီဒီယိုသင်ခန်းစာ link လေးကိုရပြီဆိုတာနဲ့ကျွန်တော်တို့ပေးထားတဲ့ password လေးကိုအသုံးပြုပြီးတော့သင်ခန်းစာတွေကိုစတင်လေ့လာလို့ရပါပြီဖြစ်ပါတယ်ကျွန်တော်တို့တွေကဒီသင်တန်းမှာဒီသင်တန်းကိုစအပ်လိုက်ပြီဆိုတာနဲ့သင်တန်းအပ်တဲ့နေ့ကနေတော့စလို့အနည်းဆုံးတစ်လအတွင်းဒီဗီဒီယိုလေးဒီကိုကြည့်ခွင့်ရနေမှာဖြစ်ပါတယ်ဒီကြားထဲမှာကျွန်တော်တို့သင်တန်းစအပ်ပြီဆိုတဲ့ကကျွန်တော်တို့ကဒီ Zoom သင်တန်းလုပ်မဲ့ရက်ကိုကျွန်တော်တို့ဖော်ပြပေးပြီးသားဖြစ်ပါတယ်သင်တန်းအပ်ပြီဆိုတာနဲ့ email ကိုအသုံးပြုပြီးတော့သင်တန်းအပ်တယ်ဆိုလို့ရှိရင် email တွေကိုသင်တန်းနေ့ရက်နဲ့Zoom meeting link လေးကိုကျွန်တော်တို့တစ်ခါတည်းပို့ပေးထားမှာဖြစ်ပါတယ်အဲ့ဒီနေ့ကိုရောက်ပြီဆိုလို့ရှိရင်ကိုကအရှိကတင်ယူထားခဲ့တဲ့ဗီဒီယိုလေးတွေကြည့်ထားခဲ့တဲ့အထဲမှာကိုကနားမဲ့တာလေးရှိရဲကျွန်တော်တို့ ਨੇ တိုက်ရိုက်ဆွေးနွေးနေတာလေးတွေပို့ပြီးတော့နားလဲအောင်တိုင်ပင်နေတာလေးဆွေးနွေးနေတာလေးရှိရဲဆိုလို့ရှိရင်ဒီသင်တန်းနေ့မှာဆိုလို့ရှိရင်ဒီ Zoom သင်တန်းနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ ਨੇ တိုက်ရိုက်မိမြန်ဆွေးနွေးခွင့်ရမှာဖြစ်ပါတယ်ဆိုတော့ဒီဟာကကျွန်တော်တို့တွေကဒီပြီးခဲ့တဲ့လောက်ကအတွေ့အကြုံရဆိုလို့ရှိရင်တော့ဒီနီလန်းကကျွန်တော်တို့မြန်မာနိုင်ငံမိမိတွေအတွက်အသင့်တော်ဆုံးနီလန်းတစ်ခုဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့သိရှိထားတဲ့အတွက်ကျွန်တော်တို့ဒီသင်တန်းလေးတွေကိုတူးချက်ပြီးတော့ပြုလုပ်တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့တွေကမိမိအားလုံးကိုဒီသင်တန်းလေးတွေကိုလာရောက်ပြီးတော့တက်ရောက်ပေးဖို့အတွက်ကျွန်တော်တို့ကဖိတ်ခေါ်ပါရစေ။ဆိုတော့ဒီသင်တန်းလေးတွေအကြောင်းလေးတွေလည်းပဲကျွန်တော်ဗီဒီယိုလေးတွေတစ်ခုချင်းစီလုပ်ပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့Facebook page ရဲ့ YouTube channel ကိုလည်းပဲ follow and subscribe လုပ်ထားပါလို့ကျွန်တော်ကဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ကျေးဇူးအများကြီးတင်ပါတယ်။